min u တဲ့နေကောင်းကြလား Justly hello တဲ့ရဲ့ hi တဲ့ hi အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လေ Angela ကမြန်မာနိုင်ငံမှာရှိတဲ့မြန်မာပြည်တော်ဖြစ်နေမြန်မာပြည်သားအားလုံးကိုအပိစကားလေးနည်းနည်းပြောချင်တယ်ပေါ့နော်Angela ရဲ့ CDM လုပ်ပေးကြတဲ့ဝန်ထမ်းတွေအားလုံးကို Angela ဒီကနေအရင်ကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ဒီ February ခုနက post တစ်ခုလေး Angela တွေ့လိုက်တယ်အဲ့ဒါကဘာလဲဆိုတော့ CDM ဒါမလုပ်ခဲ့ရင်ပေါ့နော်February လ1ရက်နေ့ကလေးကငါတို့ရှုံးနေပြီဆိုတဲ့ဟာအဲ့တော့ကြောင့်မလို့ CDM လုပ်တဲ့သူတွေရန်ကျေးဇူးတင်ပါတယ်ဆိုတဲ့ post ကို Angela တွေ့လိုက်တာအရန်စိတ်ထဲမှာလေအရန်ကိုတိုးထိမိသွားတယ်ဘာလို့လဲဆိုတော့အဲ့ဒါမှန်တယ်အဲ့ဒီတော့ကြောင့်မလို့ CDM တမားတွေအကုန်လုံးကို Angela အရန်ကျေးဇူးတင်ပါတယ်အရန်ကျေးဇူးတင်တယ်CDM ဝန်ထမ်းတွေတာပုဂ္ဂလိကကိုအစိုးရဝန်ထမ်းတွေရောဒါ CDM မလုပ်ခဲ့ဘူးဆိုလို့ရှိရင်ပေါ့နော် Angela တို့ကဒီ February လပထမပတ်ကလေးကနေပြီးလုံးကြီးရှုံးသွားပြီဒီလောက်ထိရက်ပေါင်း80ကျော်တောက်ခံနိုင်တယ်ဆိုတဲ့ဟာက CDM တမားတွေရဲ့ကျေးဇူးကြောင့်ပြီးလို့ရှိရင် Angela တို့မြန်မာပြည်သူပြည်သားအားလုံးကကြံ့ခိုင်နိုင်တယ်တကယ်စီးလုံးမှုရှိတဲ့အတွက်ကြောင့်မလို့ဒီလောက်ထိတောက်ခံနိုင်တာအဲ့တော့ဒီကျောင်းတွေဘာတွေဖွင့်မယ်လို့လဲကြားတယ်အဲ့တော့အခုချိန်ကကျောင်းသားကျောင်းသူများအားလုံးလည်းဒီတညီတညွတ်ထဲနေပြီးကျောင်းတွေမတက်ကြပါနဲ့လို့ပြောချင်တယ်ဘယ်လောက်ထိလဲဆိုတော့လေပြောရမယ်ဆိုလို့ရှင်ကျောင်းမရဘူးဆိုလို့ရှင်လေကျောင်းမတက်လို့မရဘူးပညာရေးနောက်ကျတယ်စာမတက်ပဲဖြစ်မယ်ဆိုလို့ရှင်အင်္ဂလိပ်စာသင်ခြင်း Angela ဒီ online ကနေသင်ပေးမယ်တင်ညာဒါနအလူပြုတ်ချင်တယ်ကျောင်းမတက်ပဲတခုဘဟုတုတရအောင်လုပ်မယ် Wi-Fi ရှိတယ် internet ရှိတယ်ဆိုလို့ရှိရင်ဒီကနေလဲတင်ပေးလို့ရတယ်အများကြီးတော့မဟုတ်ဘူးပေါ့နော်နည်းနည်းပါးပေါ့အဲ့တော့ဒီကျောင်းတွေဘာတွေပြန်ဖွင့်မယ်ဆိုလို့ရှိရင်လုံးဝကျောင်းပြန်မတက်ကြပါနဲ့ကျောင်းသူကျောင်းသားများအားလုံးဆရာမအများအားလုံးကိုလည်းဒီကနေပြီးတော့ Angela တောင်းပန်ပါတယ်လို့ပြောချင်တယ်ဘာလဲဆိုတော့ Angela အပိစကားလေးတစ်ခုပြောပြမယ်နော်အဲ့ဒါဘာလဲဆိုတော့ဟိုးရှေ့တုန်းကတဲ့ဘယင်ကြီးတစ်ပါးကနေပြီးတော့တဲ့သူကပြည်သူပြည်သားအားလုံးသူ့နိုင်ငံကလူတွေအကုန်လုံးကိုဘာအမိတ်ထုတ်လိုက်လဲဆိုတော့ဒီစစ်အိုးကြီးအကြီးထဲမှာပေါ့နော်ပြည်သူပြည်သားအကုန်လုံးကတဲ့ဝိုင်ခွက်စပြည့်ရည်တယောက်တစ်ခွက်စီလာပြီးတော့အလူထဲ့ဖို့အတွက်ဒီစစ်အိုးကြီးထဲမှာလာထည့်ခိုင်းတယ်အဲ့ဒီကြီးစစ်အိုးကြီးအကြီးပဲတဲ့အဲ့ဒါနဲ့ပြည်သူပြည်သားတွေကလည်းသူတို့အမိတ်ရတဲ့အတိုင်းပေါ့နော်ဒီဝိုင်ခွက်လေးတွေကိုစပြည့်ရည်ယူပြီးတော့ခါတယ်ဝိုင်တွေလာထည့်တာစပြည့်ရည်တွေလာထည့်ကြတယ်လာထည့်ကြတော့ပြည်သူတယောက်ကဘလို့စဉ်းစားလိုက်လဲဆိုတော့ငါမှဝိုင်ရနှစ်ချိုးတဲ့ဝိုင်အခုမှလောက်ထားတာပေါ့နော်ပြီးအခုငါတစ်ခွက်ပေးလိုက်ပြီဆိုလို့ရှိရင်ငါတော့တစ်ခွက်ရော့သွားလိမ့်မယ်အဲ့ဒီတော့ငါရေပဲထဲလိုက်မယ်ဘယ်သူမှလည်းတိမှမဟုတ်ပါဘူးကွာငါပဲလောက်တာဘယ်သူမှလည်းရိပ်မိမှာမဟုတ်ပါဘူးကွာတလို့ထိဝိုင်းစပြည့်ရေအပြည့်ထဲမှာငါရေတစ်ခွက်လေးရောလိုက်တာဘာမှဖြစ်မှာမဟုတ်ပါဘူးကွာဆိုပြီးတော့ရေကိုထည့်လိုက်တယ်နောက်တစ်ယောက်လည်းထည့်တယ်စပြည့်ရေထည့်ကြတဲ့အချိန်ကြတော့တဲ့ကုန်လုံးထည့်ပြီးသွားပြီတနိုင်ငံလုံးပြည်သူပြည်သားတွေအကုန်လုံးထည့်ပြီးသွားတဲ့အချိန်ကြတော့ပြည်သူပြည်သားတွေအကုန်လုံးကိုဘယင်ကနေပြီးတော့ခေါ်လိုက်တယ်လာခဲ့ကြအမိတ်ခေါ်ပြီးတော့လေဒီစစ်အိုးကြီးထဲမှာပေါ့နော်ပတ်လေသူတို့ကိုခေါ်စီလုံးချင်းရဲ့အင်အားကိုကြမယ်ဆိုပြီးတော့အဲ့ဘယင်မြင့်မြတ်ကနေပြီးတော့ကိုလုံးကိုခေါ်လိုက်တဲ့အချိန်မှာပြည်သူပြည်သားတွေလည်းရောက်လာတယ်ရောက်လာတဲ့အချိန်ကျတော့ဘယင်ကနေပြီးတော့အဲ့ဒီစစ်အိုးကြီးကိုတွန်ခိုင်းလိုက်တယ်တွန်ခိုင်းလိုက်တဲ့အချိန်ကျတော့လေအဲ့ဒီစစ်အိုးကြီးကနေပြီးတော့လေရေထပ်ကြလိုက်ချင်းကျစပြည့်ရေမဟုတ်ပဲရေတွေကြီးပဲဖြစ်နေတယ်တဲ့အဲ့ဒါကိုဘာပုံဆောင်လဲဆိုတော့နော်အော်ငါလေးလှုပ်လိုက်ရင်ဘာမှဖြစ်ပါဘူး
ငါဒါလေးဒီလိုလေးလုပ်လိုက်ရင်တော့ဘယ်သူမှသိလောက်မှာမဟုတ်ပါဘူးဆိုတဲ့သူကလေကိုတယောက်ထဲတွေးရလို့မထင်နဲ့အဲ့အတွက်ကြောင့်မို့လို့စီလုံးချင်းရဲ့အင်အားဆိုတာအဲ့ဒါပဲအော် तू ဘယ်သူမှသိမှာမဟုတ်ပါဘူးငါလေးဒါလေးလုပ်လိုက်ပါမယ်ငါဒါလေးချိုးဖောက်လိုက်ပါမယ်ဆိုတဲ့ဟာကဘလောက်ထိရောက်လဲဆိုကြည့်ရင်ခုနကစပြည့်ရည်စင်အိုးကြီးနော်စင်အိုးကြီးထဲမှာစပြည့်ရည်ထည့်ခိုင်းထားတာမလားစပြည့်ရည်တော့မရှိပဲရည်တွေကြီးပဲဖြစ်နေတယ်တဲ့အဲ့တော့ CDM တမားတွေကိုလည်းအရင်ကျေးဇူးတင်တယ်CDM မလုပ်တဲ့သူတွေကိုလည်းအန်ဂျလာဒီကနေပြီးတော့ပြောချင်တာပါလဲဆိုတော့စပြည့်ရည်ထည့်ခိုင်းတဲ့အချိန်မှာအော်ဘယ်သူမှမသိပါဘူးငါရေလေးထည့်လိုက်ပါမယ်ဆိုတော့လူမျိုးမဖြစ်ပါစေနဲ့လို့ပြောချင်တယ်ဘာလို့လဲဆိုတော့အော်ငါယုံတက်လိုက်တာဘာမှမဖြစ်ပါဘူးဟုတ်တယ်မလားအော်ငါကြောင်းသွားလိုက်တာဘာမှမဖြစ်ပါဘူးလို့ထင်ပေမဲ့ကို့လိုလူမျိုးတွေကအရင်များလာပြီဆိုလို့ရှိရင်အသက်ပေးလိုက်တတ်ရတဲ့သူတွေအဖမ်းခံရတဲ့သူတွေရထုပြုတ်သွားတဲ့သူတွေပြီးရင်ခွေးပြေးဝက်ပြေးနေရတဲ့သူတွေအကုန်လုံးကိုလည်းအားနာပါလို့ပြောချင်တယ်အန်ဂျလာတို့ကလည်းနည်းနည်းတော့အသက်နိုင်ဆုံးတော့ကူပေးနေအခုကကြတော့ဘာဖြစ်လဲဆိုတော့အန်ဂျလာက KPay နဲ့ Wave Money နဲ့ကို့အကောင့်နဲ့ကမရတော့ CB Pay နဲ့ပဲကူညီနေတယ်အခုက CB Pay မဟုတ်လို့ရှင်တော့အန်ဂျလာတို့လည်းလောလောဆယ်တော့မရသေးဘူးအဲ့တော့ CB Pay ရှိတဲ့သူတွေကိုပဲအဓိကပေါ့နော် transfer လုပ်ပေးလို့ရပါတယ်လို့အဲ့ဒါလည်းမြတ်တာတစ်ချက်ရက်ခံချင်ပါတယ်အခုနောက်ပိုင်းကကြာအလူခံတဲ့သူတွေအသက်တော်လက်မခံတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အန်ဂျလာတို့ကလည်း budget ကအရင် limited ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့budget အရာပဲလှုပ်ရှားရတာဆိုတော့လေအဲ့အတွက်ကြောင့်လည်းအန်ဂျလာမြတ်တာရက်ခံချင်တယ်အဲ့ဒါပါပဲအပိစကတော့ခုနပြောတဲ့ပုံပြင်လေးပေါ့နော်ရေထဲတဲ့သူမဖြစ်စေနဲ့စပြည့်ရေကိုစစ်ထဲတဲ့သူဖြစ်ပါစေစပြည့်ရေတစ်ခွက်ထဲလိုက်တာငတ်လည်းမငတ်သွားဟုတ်တယ်မလားအဲ့တော့ငါသူများမသိတော့ပါဘူးငါလေးရတော့ငါတယောက်ထဲလောက်တာမသိတော့ပါဘူးလို့မလို့အဲ့လိုမျိုးစိတ်မထားကြပါနဲ့စီးလုံးချင်းတည်အင်အားစီးလုံးချင်းရှိမှအင်အားဆိုတာဖြစ်လာမယ်အဲ့ဒါနောက်ထပ်တစ်ခုကဘာပုံဆောင်လဲဆိုတော့လေဒီပြားတွေရတဲ့ပြားတွေကလေတကောင်တည်းမလွင့်ဘူးသူကအုပ်စုလိုက်နေတာအမြဲတမ်းအဲ့အတွက်ကြောင့်မလို့ပြားဆိုရင်လူတွေနော်ပြားဆိုတာဒီလောက်ကောင်းလေဟုတ်တယ်မလားဒါပေမဲ့ပြားတွေ့ရင်ဒီလောက်ကြီးတယ်လို့ကနော်အန်ဂျလာတို့လော9ပေနှစ်ပေါ့9ပေနှစ်တည်းခါလေးထွက်ပြေးနေရပြားကြိုက်မှာဆိုလို့ဘာလို့ပြားကိုကြောက်ကြလဲသိလားဘာလို့လဲဆိုတော့ပြားတွေကအမြဲတမ်း group လိုက်နေရကွာသူတို့ရဲ့ပြားဘရင်မဘေးကိုတွားလဲအဲ့ဒီအနောက်ကိုအကုန်လုံးလိုက်ကြတယ်လိုက်ကြတဲ့အချိန်ကျတော့လေသူတို့ကအများအားစီလုံးနဲ့အင်တိုက်အားတိုက်နေတဲ့အတွက်ကြောင့်မလို့လေသူတို့ထက်အစပေါင်းများစွာကြီးမားတဲ့လူတွေနော်အိုးနောက်လည်းပိုကောင်းတယ်ဒီထွန်းညံဆွမ်းရှိတယ်လက်နက်တွေလည်းရှိတဲ့လူတွေကပြားအောင်ပြောင်းပြန်ကြောက်နေရတယ်အဲ့ဒါဘာရဲ့ပုံသက်တွေလဲဆိုတော့ဘလောက်ပဲသေးငယ်သည်ဖြစ်စေတကယ်တမ်းစီလုံးဆွဝေးနေတယ်ဆိုလို့ရှိရင်ကြီးမားတဲ့အန်တရယ်တွေအရင်ကြီးမားတဲ့ပြဿနာတွေအများကြီးကိုကြော်လွှားနိုင်တယ်အဲ့တော့ကိုရီမြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးလည်းတကယ်ပဲအန်ဂျလာတို့ဒီပြားတွေလိုမျိုးပေါ့နော်စီလုံးဆွစီလုံးရှိကြဖို့အတွက်အန်ဂျလာဒီကနေပြီးတော့မြတ်တရားခံချင်တယ်အကုန်လုံးစီလုံးနေဆိုလို့ရှိရင်တော့အောင်မြင်မယ်တကွဲတပြားဆိုလို့ရှိရင်တော့အောင်မြင်ဖို့ခက်မယ်စီလုံးချင်းတီအင်အားပါပဲလို့ပြောချင်တယ်ဒီကမေခွန်းလေးတွေကကြာအမ US မှာနေရတာဟုတ်ပါတယ်အခုနောက်တော့ကအင်္ဂလိပ်စာသင်ပေးပါဆိုကြလေတယောက်တော့လည်းမသိဘူးအင်္ဂလိပ်စာသင်ပေးချင်တယ်တကယ်လို့ကျောင်းမတက်ဘူးဆိုလို့ရှင်ကျောင်းသားတွေကိုအန်ဂျလာစာသင်ပေးမယ်ဒီကနေပုံပြင်ပြောနီးရောစကားပြောနီးရောလေအန်ဂျလာ training တကယ်ယူခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ပုံပြင်ပြောနီးရောစကားပြောနီးရောအင်္ဂလိပ်စာအကုန်လုံးသင်ပေးမယ် it's okay တင်ပေးလို့ရတယ်အခုကကျတော့ wifi ရှိတဲ့သူတွေပဲ internet သုံးတာနဲ့တူတယ်တော်တော်လေးနည်းလာတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဒီစကားကိုလည်းအခု wifi နဲ့ Angela ကို live တွေ့လိုက်တဲ့သူတွေကိုလည်း wifi မရှိတဲ့သူဒီ live မတွေ့တဲ့သူလည်းဒီပုံပြင်လေးတွေပြောပြပေးပါပထမပုံပြင်ကကျတော့ဒါစပြည့်ရေပုံပြင်ဒုတိယပုံပြင်ကျပြားအောင်ပေါ့နော်အဲ့တော့လူဆိုတာ
ချမ်းသာခြင်းတို့ဘာတွေညာရတာဂုံပုတ်တွေပဲလူရဲ့တန်ဖိုးကဘာလဲဆိုတော့စီကန်းရှိရမယ်ပြီးလို့ရှင်လူချင်းစာနာမှုပြီးလို့ရှင်ဂယုနာဒီအရာတွေရှိမှပဲကိုချင်းစာတတ်တဲ့တရားရှိမှပဲလူဆိုတာလူဖြစ်ရကြုံနဲ့တာအဲ့တော့ကိုချင်းစာတဲ့စိတ်ကလေးကိုအကောင်းဆုံးမွေးမြူရအောင်လို့ပြောချင်တယ်ဘလို့ပဲဖြစ်နော်လောကမှာလေကိုချင်းစာတဲ့သူတွေကတော့အများနဲ့တပန်းတာတယ်အခုတကဘာလုံးကိုဖြန့်နေတဲ့ပိုလီယိုကကွယ်ဆေးဆိုတဲ့ဟာမြန်မာနိုင်ငံမှာလည်းအန်ဂျလာတို့ပိုလီယိုကကွယ်ဆေးအလကားထိုးကြတယ်မလားကလေးတွေလေဒီမှာလက်မောင်းတွေမှာလေပိုလီယိုကကွယ်ဆေးတွေထိုးတယ်နော်အဲ့ဒါကဒီ America billionaire Bill Gates ရဲ့ Gates Foundation ကနေပြီးတော့တကဘာလုံးကိုသူကအခမဲ့ပိုလီယိုကကွယ်ဆေးထိုးနိုင်အောင်လို့အလှူပေးထားတာသူတို့ရဲ့အကောင်းမှုကြောင့်သူတို့တော်မှတခါမှမတွားဖူးတဲ့တခါမှလည်းမမြင်ဖူးတဲ့သူတွေအန်ဂျလာတို့မြန်မာနိုင်ငံသားတွေကအကျိုးခံစားခွင့်ရှိတယ်အဲ့တော့ကြည့်ချင်းအဖြစ်ဘာတွေလဲဆိုတော့လူသားချင်းစာနာထောက်ထားမှုဆိုတဲ့အရာကလောကမှာတိတ်အရေးကြီးတယ်လူသားချင်းစာနာထောက်ထားတဲ့စိတ်မျိုးမရှိဘူးဆိုလို့ရှိရင်လေဘလို့အဖွက်စီးပဲဖြစ်ဖြစ်ဘလို့အတိုင်းဝိုင်းပဲဖြစ်ဖြစ်ဘလို့နိုင်ငံပဲဖြစ်ဖြစ်လေပြတ်တုံးသွားလိမ့်မယ်ရေရှိခံမှာမဟုတ်ဘူးအဲ့အတွက်ကြောင့်မလို့လူသားချင်းစာနာထောက်ထားမှုကိုအပြည့်အဝရှိဖို့အတွက်အန်ဂျလာတွန်းအားပေးခြင်းနဲ့လူသားချင်းစာနာထောက်ထားမှုကိုအဲ့လိုစိတ်မျိုးလေးကိုမွေးမြူရအောင်လို့ပြောချင်ပါတယ်ရှင်မြန်မာနိုင်ငံအတွက်လည်းအများအားဆူတောင်းပေးနေတယ်အခုတည်င်းတွေလည်းအများအားကြားရတယ်ပေါ့နော်ဒါပေမဲ့အန်ဂျလာကကြားတော့လေဒီ Facebook ကပဲတဆင့်စကားပဲကြားတာပေါ့နော်အန်ဂျလာမိသားစုနဲ့လည်းအန်ဂျလာအဲ့လိုထိဒီအဆက်တွေကတော့နေ့တိုင်းရှိပါတယ်ဒါပေမဲ့တည်င်းတွေလည်းသူတို့လည်းတုတ်လို့ပဲပေါ့နော်အဲ့တော့အန်ဂျလာကိုတကယ် source man နဲ့တူတယ်အများနဲ့တည်င်းပို့ပေးကြပါအန်ဂျလာကိုယ့်ရဲ့ follower တွေကိုပဲအားကိုးပြီးတော့တည်င်းတွေကြည်နေတာကို follower မပို့ဘူးဆိုလို့ရှင်လေဟဲအဲ့ဒါဟဲဟုတ်ရဲ့လားဟဲအဲ့လိုဖြစ်သွားပြီလားဟဲဟုတ်လားအဲ့လိုပဲဖြစ်နေတာအဲ့တော့တည်င်းsource man နဲ့အတည်ပြုထားတဲ့ဟာတွေဆိုလို့ရှင်ကျွန်တော်လာပြောကြပါလို့ပြောချင်ပါတယ်မြန်မာနိုင်ငံအရေးတော်ပုံကအောင်ရမယ်အောင်ကိုအောင်မှာဒါပေမဲ့အချိန်ကတော့ဘယ်လောက်ကြာမလဲတော့မသိဘူးအားလုံးကိုလည်းအန်ဂျလာတောက်ခံထားစေချင်တယ်စုလည်းအများအားတောင်းပေးနေတယ်အဖက်ကနေပြီးတော့လည်းအန်ဂျလာတို့အသက်နိုင်ဆုံးတော့ကူညီနေပါတယ်ဟုတ်ကဲ့အဲ့ဒါပါပဲเนาะတန်တာတော့လေပရိသတ်တွေခုနပြောသလိုပဲ CBP နဲ့ပဲပေါ့နော်ဟိုအရင်အခုအလူရှင်အလူခံတဲ့သူအသက်တော့လက်တော့မခံတော့ဘူးဒါပေမဲ့ကုညီမယ်လို့ပြောထားတဲ့သူတွေကိုတော့ CBP နဲ့ပဲဆက်ကူညီမှာဖြစ်ပါတယ်လို့ပြီးလို့ရှိရင်အတာတကြမ်း73ရက်နေ့စမှာမလားအတာတကြမ်းမစင်နွဲဘူးနော်မစင်နွဲအန်ဂျလာ live ဖြစ်ဗီဒီယိုဖြစ်အန်ဂျလာနိုင်ငံခြားမှာအာဏာရှင်တွေကိုဘယ်လိုတွန်းလှန်နိုင်ခဲ့လဲဆိုတဲ့အကြောင်းလေးတွေကိုတရက်ပြီးတရက်မယိုးနိုင်အောင်တကြံနောက်ဆုံးနေ့အထိပြောပြမယ်နှစ်ခုနေ့ကျရင်တော့မပြောပြတော့အဲ့ဒီဟာရစတိုက်ပြောတော့ဖို့အစီအစဉ်ရှိပါတယ်အတာတကြံမဆွေးနွေးပဲနဲ့ဒီသူများနိုင်ငံကနိုင်ငံသားတွေကသူတို့ရဲ့ဒီနှစ်ပေါင်းများစွာအုပ်ချုပ်လာတဲ့ဒီအာဏာရှင်တွေနောက်ပြီးတော့အခုမှလက်ဝါးကြီးလာအုပ်တဲ့အာဏာရှင်တွေဘယ်လိုမျိုးပညာပြပြီးတော့တိုက်ထုတ်ခဲ့လဲဆိုတဲ့ဟာတွေကိုဘဟုတုတအနေနဲ့ပြောပြသွားမှာဖြစ်တယ်အလုံးလည်းအရင်ကျေးဇူးတင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်เนาะအန်ဂျလာအခုအပီစကားလေးလာပြောတဲ့အတွက်ကြောင့်မလို့ live လွှင့်တာလည်းနည်းနည်းများသွားပြီပေါ့เนาะအခုအပြည်သူတွေကလည်းပတ်စံချွေတာတဲ့အချိန်ဆိုတော့အရင် live ကိုလည်းအရှိမပြောချင်ဘယ်ကုန်းမှာဆိုလို့လေအဲ့တော့နောက် video ဖြစ် live ဖြစ်ပြန်တွေ့ရအောင်เนาะbye bye thank you